ဟုတ်မေဘာဖြစ်လို့လဲဒီတဝါလဲကျွတ်သွားပြန်ပြီသမီးရေဒီနှစ်လဲမစွန်မြောင်လားကွယ်ရက်ထပ်ပြီးတော့ထွက်သိခဲ့ရတယ်။ညဘက်ဒီမှာဆောင်းလုံးနိုင်လို့အတွက်ဖျောင်းနိုင်နေအရင်ပေးခဲ့ရတယ်။ဟာရအောင်တော့ရည်ပြီးတော့တမီးခင်နေမိကိုဆိုလာနဲ့တော့လိုက်ပါတယ်။တမမနဲ့ကျမရှိလို့မရရရှင်တမီးကိုခွင့်လို့ပြပါခင်ဗျာ။ဒါစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပြီးမိဘကိုအလုပ်ကျွေးပြုနိုင်တော့ကိုအလုပ်ကျွေးပြုခွင့်ရတော့ကိုဖြစ်ပါလိမ့်သမီးရဲ့ဆေးခနဲ့ပြပါစေသမီးဆိုလာတက်ပြီးလို့မိတို့အိမ်မှာမီးလဲရပြီအဲကွန်အေးအေးလေးနဲ့လည်းအိတ်လို့ရပြီဒါပေမဲ့သမီးတစ်ခုတော့ကြံသေးရဲ့နော်ဟုတ်မေဘာဖြစ်လို့လဲဒီတဝါလဲကျွတ်သွားပြန်ပြီသမီးရေဒီနှစ်လဲမစွန်မြောင်လားကွယ်မေရတယ်